ဆိုင်အောင်ပြတယ်မယူဒီဇိုင်းပြတယ်မယူကျွန်တော်တို့ရဲ့အချိန်မှာဆရာကြီးတွေအများကြီးပဲရှိတယ်ဒီဇိုင်းယူမလားမယူဒီဇိုင်းယူမလားမယူလည်းရေးမယူကျွန်တော်တို့လောက်ကသူတို့ဘလို့ပဲဖြစ်ဖြစ်ဒီကျွန်တော်တို့အမြင်ကပ်ပြီးယူရင်လည်းယူပြီးတယ်ကျွန်တော်တို့သွားမယ်ဒါငါတို့လုပ်ပဲကျွန်တော်ကဒီလုပ်ငန်းကို2001ခုနှစ်ကျွန်တော်မင်္ဂလာဆောင်တာပေါ့မင်္ဂလာဆောင်တော့ February လ1ရက်နေ့မှာမင်္ဂလာဆောင်တယ်ဆောင်ပြီးတော့မိဘတွေနဲ့တူတူမနေတော့ဘူးအပြင်သွားတော့မယ်တက်ခွဲနေကြမယ်ဆိုတော့တရားနေဆင်းကြအောင်ဆင်းလာပြီးတော့ကျွန်တော်တို့ကအလုပ်လုပ်ဖို့စဉ်းစားတယ်ကိုလိုကောင်းလို့ဒီလိုကောင်းလို့စဉ်းစားနေတည့်ရကျွန်တော်တို့ကစိုက်ကလေးတစ်စီးနဲ့ညနေပိုင်းမှာဒီမျိုးတွေကိုရှောက်သွားကြမယ်ဆိုစိုက်ကလေးနဲ့ရှောက်သွားတဲ့အချိန်မှာကိုင်းနှန်းစီးတွေရောက်တယ်ကိုင်းနှန်းစီးဆိုတော့29နဲ့လမ်း30ကြား86လမ်းပေါ့ရွှေချောင်းပေးမှာအဲ့ငါလေးရောက်တယ်ကျွန်တော်ကြည့်လိုက်တော့အဲ့တော့ဘာတွေသွားတွေ့လဲဆိုတော့အသီးပုံကြီးသွားတွေ့တယ်တည့်အသီးပုံကြီးခွေးသီးပုံတွေတွေ့တယ်အဲ့အချိန်ကကျတော့ကျွန်တော်တို့မင်္ဂလာဆောင်ပြီးတော့2လ3လကြာပြီးတော့တကြံရောက်ခံဒီဆိုတော့တည့်တဲ့တိုင်ပဲမလေးမျိုးကတကြံဆိုရင်ရက်ရှည်ပိတ်တာရက်ရှည်ပိတ်တော့ဒီအသီးနှံတွေရက်ရှည်ထားလို့ရှိရင်အထားမခံပျက်စီးတော့လွတ်ပြဖို့ဆိုပုံထားတဲ့အပုံတွေကိုတွေ့လိုက်တယ်ကျွန်တော်အံ့ဩသွားတယ်ဒီပစ္စည်းတွေကဘာဖြစ်တာလဲဆိုတော့အသီးတွေကဆိုတော့ဒီဟာတွေကအကုန်လုံးလွတ်ပြရတာတဲ့ကျွန်တော်တို့ကတကြံပိတ်ပြီဆိုရင်ဒါတွေလည်းသုံးလို့မရဘူးအဲ့ဆိုရင်တည့်အသီးတစ်ပိတ်တာဘယ်လောက်လဲတည့်အသီးတစ်ပိတ်တာကို180လောက်ကြည့်မယ်ပြီးရင်အဲ့ဆိုရင်တို့ဒီဟာတွေကိုလကားဖြစ်သွားမယ့်ဟာတွေကိုသုံးမဲ့လူမရှိဘူးတဲ့အဲ့ကျွန်တော်နှမျောတတ်တဲ့စိတ်ရှိတာရှိတော့ကျွန်တော်အလုပ်ကလည်းရှားနေတော့ငါဒါတွေကိုသာလုပ်မယ်ဆိုရင်ငါအနေနဲ့ကြိုက်တယ်ပေါ့ကြိုက်တဲ့အပြင်ကိုအများကလည်းများများရနိုင်တော့တယ်ဒါတွေကိုငါလုပ်မယ်နောက်ကျွန်တော်ဖေကအစားအသောက်ပိုင်းမှာတော်တော်ကျွမ်းကျင်တဲ့လူတယောက်ဖြစ်နေတော့ကျွန်တော်ဖဖေတို့ဆီကနေနားထဲမှာကြားထားတာလေးလည်းရှိနေတော့ဒါကိုငါလုပ်ရင်တော့ဖြစ်နိုင်တယ်ဆိုတော့တည့်အသီးတွေဝဲလာပြီးတော့အိမ်မှာစမ်းတယ်ကြားရင်းနဲ့ယူထိုးပြီးတော့ကျွန်တော်အရှုံးမြတ်တွက်ကြည့်လိုက်တော့ကျတော့အရမ်းမြတ်နေတယ်အဲ့ချိန်ကဆိုရင်ဒီနေ့ခင်းနဲ့မတူဘူးပေါ့လွန်ခဲ့တဲ့2000ခုနှစ်ကတော့အများကြီးကွာနေတော့အမြက်ကလည်းအများနေတော့ကျွန်တော်တို့ကအရန်သဘောကျတယ်ဒီလောက်ကငါရွေးချယ်ရမယ်အလုပ်ပဲဒီလောက်ကိုငါရွေးချယ်လိုက်တော့မယ်ပေါ့အဲဆိုဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီး2ယောက်တိုင်မင်းနဲ့အလုပ်တွေစလုပ်တယ်လုပ်ပြီးတော့ရောင်းမရောင်းရလဲကျွန်တော်တို့တွေးရသေးတာဆိုတော့ဒီပစ္စည်းလေးတွေကိုခွန်ခွာတယ်ပြုတ်တယ်ပြီးလို့ရှိရင်ကြားသွင်းတယ်နေလန်းတယ်ပြီးတော့အိတ်ထဲကိုပြန်ထည့်တယ်အဲ့လိုလုပ်လို့ရှိမှတစ်စိတ်ကလည်းကျွန်တော်တို့မစွန့်လာရသေးအင်းစင်းကလာဆိုတော့အရန်လဲစီးပွားရေးမပြေလေတော့ဒီဟာဟိုဝေကိုချွေတာရမယ်ဆိုတော့တစ်စိတ်ကိုလည်းတရားအောင်လေးရိုက်လိုက်တယ်တရားအောင်လေးရိုက်လိုက်ပြီးတော့ကျွန်တော်တို့အိတ်ကလေးတွေထည့်တယ်ပြီးတော့အဲ့ဒါတွေအားလုံးအရှုံးမြတ်တွက်ပြီးတော့စိုင်မော်ကိုတွက်တင်တယ်စိုင်အောင်ပြတယ်မယူဒီဇိုင်းပြတယ်မယူကျွန်တော်တို့ရဲ့အချိန်မှာဆရာကြီးတွေအများကြီးပဲရှိတယ်အများကြီးပဲရှိတော့ဒီဆရာကြီးတွေကိုကြော်ဖို့ဆိုရင်ကျွန်တော်တို့မလွယ်တော့ဘာလို့ရလဲဆိုတော့သူတို့ရဲ့ဘယ်ချိန်မှာသူတို့ဈေးကွက်တွေကိုသွားတဲ့အချိန်မှာအားနေမှလဲဆိုတော့ကျွန်တော်တို့ကစောင့်ပြီးတော့ကျွန်တော်တို့နေ့တိုင်းသွားတယ်ဒီဇိုင်းယူမလားမယူဒီဇိုင်းယူမလားမယူလည်းရေးမယူကျွန်တော်တို့လောက်ကကျွန်တော်တို့ဒီရောင်းအောင်လို့ကျွန်တော်တို့မျက်စိနောက်မနောက်သူတို့ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အမြင်ကပ်ပြီးယူရင်လည်းယူပြီးတယ်ကျွန်တော်တို့သွားမယ်ဒါငါတို့လုပ်ပဲမြတ်ဆန်လုပ်တဲ့စီကမျိုးသားလိုက်ပြီးကိုကြီးပေးတာပေါ့ဈေးရောက်တော့လည်းသူကကောင်းမမောင်းတဲ့တော့ကားတဲ့တော့ခါကြလေတွေကိုကျွန်တော်ဈေးရောက်တယ်ကိုယ်တိုင်ရောက်ခဲ့တယ်အဆိုင်ကြီးသွားပြီဆိုလည်းအမျိုးသားအဆိုင်တွေကိုဝင်ရဲစရအောင်ဝင်ရအောင်ဆိုတော့သူကအားပေးနေကျွန်တော်ကလို့ကြောင်းပြစ်သွားတယ်ပေါ့တာဝန်ယူကတော့ဟိုပေါ့ဒီကျွန်တော်အယောင်ပိုင်းနေပါတော့ဒီနေ့တာဝန်ယူတယ်ပေါ့လို့ဟောတာသမားကမျိုးသားကကြတော့ဒီနောက်ကနေလောက်သွားတဲ့အုပ်ချုပ်တာကျွန်တော်ကကြတော့အယောင်ပိုင်းအုပ်ချုပ်တာကုန်တယ်နဲ့စကားပြောတာတွေကုန်တယ်ရှိသွားလာတာတွေပေါ့ဒီမျိုးပေါ့ကျွန်တော်ဖြစ်တာပေါ့ဒီအပေါ်မပေါ်လို့ကျွန်တော်တို့ဝလုံးနဲ့ပထမဆုံးဒီဒဲပိုက်လို့ခေါ်တဲ့ပိုက်လေးနဲ့ပထမတစ်ခါပုံလိုက်မယ်ပို့ရင်အဲ့ဒါတွေကိုဝလုံးလေးပြန်တင်ဝလုံးပေါ်မှာတဲပုံးတွေပြင်လိုက်တာဒီမှာတဲတွေပါမှာတဲတွေပါတော့じゃဝိညာရတာဒီအပေါ်တက်လာတော့အဲ့တော့မှကျွန်တော်ဒီလေးတွေကိုတာချီခံဖို့ရတယ်ဆက်လက်ရှင်းနေရှိတယ်အမြဲတမ်းတက်ရှင်းနေသွားတော့အမြဲတမ်းကြည့်ပြရတယ်သူကမိုးရီကိုကြောက်တယ်မိုးရီကိုကြောက်တော့မိုးရီမဝင်မှုကတော့ကျွန်တော်တို့ကဒီ plastic အကြီးနဲ့ plastic အကြီးနဲ့ပဲပွားနေအများအားအုပ်ထားတယ်တစ်လုံးအုပ်ထားပြီးရတယ်ဒီနာမည်ကိုပြီးပြတဲ့အကြောင်းလေးကိုပြန်ပြီးတော့စဉ်းစားမိတယ်။ငါဘာဖြစ်လို့ဒီနာမည်ကိုပြီးမိသွားလဲဆိုပြီးတော့ကျွန်တော်ကဘယ်နေရာမှာဖြစ်ကျွန်တော်ဟိုအရန်ကြီးပြင်မှန်းတဲ့လို့ကိုကျွန်တော်သိမကြိုက်ဘူးလွယ်ကူကူနဲ့အရန်လည်းမပြင်မှန်းမနဲ့နေရာတစ်ခုကိုရရင်လည်းစိတ်ငယ်တကက်ရှိတယ်။အပြင်းကြီးတာပေါ့။အပြင်းကြီးတဲ့လူတယောက်ဆိုတော့ကျွန်တော်တွေးတယ်။အားတို့ရဲ့ဒီရိုးစုံတွေကိုစားမယ်ဆိုလို့ရှိရင်လူတွေကအိမ်မှာဆိုရင်ဘယ်သူတွေကအရေးကြီးဆုံးလဲကျွန်တော်တွေးတယ်။မိဘတွေကအရေးကြီးတယ်ဟုတ်တယ်မိဘတွေကအရေးကြီးတယ်ဒါပေမဲ့မိဘတွေကဘယ်သူ့ကိုလိုလိုက်တာလဲ။သားသမီးတွေကိုလိုလိုက်တယ်။သားသမီးထဲမှာကြီးတဲ့သားသမီးလားငယ်တဲ့သားသမီးလားပြန်တွေးတော့အငယ်ဆုံးကလေးတွေကိုပို့ပြီးတော့အလိုလိုက်တယ်သူတို့လိုချင်တာစင်ငိုလိုက်ရင်ချက်ချင်းဝယ်ပေးရအဲ့တော့ငါတို့နဲ့ပတ်သက်တဲ့အလုပ်တစ်ခုကိုလုပ်မယ်အဲ့တော့ကျွန်တော်ထုတ်ထားတဲ့ရိုးစုံတွေကိုကျွန်တော်ကကျောင်းတွေကိုရွေးချယ်တယ်ကျောင်းတွေကိုရွေးချယ်တယ်ကျောင်းတွေမှာဆိုကလေးလေးတွေရှိမှအဲ့ကလေးလေးတွေကိုကျွန်တော်ကဥတီပြီးသွားမယ်ပေါ့
ဒါဆိုရင်ကလေးတွေကစားချင်တယ်ဆိုရင်လူကြီးတွေကဝဲကိုကြွေရမယ်ဝဲမကြွေလို့မရဘူးအဲ့မှာကလေးတွေကဘာကိုကြိုက်မှလဲစားတဲ့ကလေးတွေဆိုရင်ကျွန်တော်တို့ငယ်ငယ်လေးတွေကဖြစ်ခဲ့တာရှိတယ်ကာကြီးခါဝေးရေးတိုင်းအရန်ပျော်တယ် ABC ရေးတိုင်းအရန်ပျော်တယ်တစ်နှစ်သုံးရေးတိုင်းအရန်ပျော်တယ်သူတို့နဲ့ပထမဆုံးရင်းနေတာကာကြီးခါဝေး ABC တစ်နှစ်သုံးအဲ့မှာကျွန်တော် ABC ဆိုပြီးတော့သဘောကျလို့ကြည့်လိုက်တော့သူများလုပ်ပြီးတာဖြစ်နေကျွန်တော်ယူလို့မဖြစ်ဘူးမဖြစ်တော့အဲ့ဒါနဲ့ကျွန်တော်ကတစ်နှစ်သုံးယူမယ်ပေါ့ယူလို့ဖြစ်ပါမလားကျွန်တော်တွေးနဲ့စိတ်ထဲမှာတွေးရတာအရန်များလာကြကျွန်တော်ကလက်ဖေးသမားဆိုတော့လက်ဖေးအချိန်ရောက်ပြီးငါလက်ဖေးသက်တောက်မယ်ဆိုတော့ကလထိုင်လေးကနေပေါ့အားပြူပြီးတော့ထားနေတာထားတဲ့အချိန်မှာကျွန်တော်ကအားယူပြီးတော့တစ်နှစ်သုံးဆိုអော်ပြီးတော့ထားမိတော့ဟာဟုတ်တယ်ငါတစ်နှစ်သုံးလို့နာမည်ပေးလိုက်တော့မယ်ကလေးနဲ့လည်းရင်းနှီးတယ်ဘာလို့လဲဆိုတော့ကလေးလေးတွေအားလုံးကသူတို့ဖတ်တဲ့တခုကိုသူတို့တွေးပြီးဆိုရင်ဒီပစ္စည်းကိုရွေးချင်ရွေးပဲမနေဘူးဆိုတော့အဲ့ဒါနဲ့ကျွန်တော်1 2 3လို့နာမည်ပေးတယ်ကလေးတွေတီးမဲ့စာတန်းလေးတွေပဲထည့်လိုက်ပြီးတော့ကျောင်းသေးတွေမှာရင်ဆုံးစသွားတယ်ကျွန်တော်ဖြစ်နေကွာတာပါလဲဆိုတော့ဒီပစ္စည်းတစ်ခုကိုထုတ်မယ်ကျွန်တော်တို့ဖြစ်မှာအများဆုံးကတွက်စရာမလိုပစ္စည်းသာဖြစ်အောင်လုပ်လိုက်တေချာပေါင်းပြတ်ပြီးသားပဲအဲ့လိုပဲတရုတ်ပြည်လိုတော့မယ်ဆိုတော့ကျွန်တော်တို့ပစ္စည်းတယ်ပဲတွေ့တဲ့ပစ္စည်းမျက်စိရှိတွေ့တာကောက်တင်နေလိုက်အဲ့ပစ္စည်းကမြတ်တာပဲဒါပေမဲ့ဒီနေ့ခေတ်မှာတော့မတူတော့ဘူးတရုတ်ပြည်ပစ္စည်းသွားတယ်မယ်ဆိုရင်ဒီပစ္စည်းကအောက်ရောက်လို့ရှိရင်ကြိုက်ပါမလားငွေစည်းတွေပိုင်းနဲ့ပြန်ချိန်ရတယ်နောက်ဒီဗမာပြည်မှာလည်းဒီလိုထုတ်လုပ်မှုပိုင်းမှာဆိုထုတ်လိုက်တဲ့ပစ္စည်းတွေအားလုံးကတကယ်ဓမ္မစစ်မြတ်လာမလားကိုမသိလိုက်ပဲနဲ့အရှုံးပြတော့မလားဒါတွေကဒီနေ့ချိန်မှာတွေးရတော့ဒီနေ့ချိန်မှာဆိုရင်စလုပ်မဲ့လူတွေကအရန်ကိုအဖက်ဖက်ကတွေးရတယ်ပြီးရင်အဖက်ဖက်ကပြင်ဆင်ရတယ်ပြီးလို့ရှိရင်တယောက်နဲ့ဈေးကွက်ထဲမှာရောက်ဖို့ရတယ်အပြိုင်ဆိုင်ပေါ့အဲ့လိုသွားရတယ်အသီးတစ်ခုကဥမာပြည့်ကျွန်တော်ဂွေးသီးတစ်ခုလုပ်လိုက်မယ်ဒီနေ့လုပ်လိုက်မယ်မနက်ဖြန်ဆိုရင်ကျွန်တော်အိတ်ထဲထည့်လို့ရတဲ့အနေအထားရှိတယ်တရက်သီးလည်းအဲ့တိုင်းပဲကျန်တဲ့အသီးတွေလည်းတရက်ဆိုရင်အိတ်ထဲကိုသွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီလိုပဲသွားမယ်အသီးကုန်သွားပြီဆိုရင်ကျွန်တော်တို့ပြဿနာရှိတော့အဲ့အသီးတွေကိုရေရှည်ခံမှုရတယ်ကျွန်တော်တို့ပြန်ကြိုးစားတော့ဒီအသီးတွေကိုအပြင်မှာထားလိုက်မှာပျက်စီးသွားမယ်ကျွန်တော်တို့ကတသိန်းမိုးရင်းလိုက်မယ်အသီးပျက်စီးသွားရင်တသိန်းကဆုံးရှုံးသွားမှာအဲ့တော့မဆုံးရှုံးမှုကအရေးကြီးဆုံးပဲဆိုတော့ကျွန်တော်တို့ကမဆုံးရှုံးနိုင်မနီးလန်းတွေကိုရှားတော့ကျွန်တော်တို့ဒီအစားအသောက်တွေတာရှည်ခံဖို့ဆိုလို့ရှိရင်စားနဲ့ထိန်းတာရှိမယ်တာရှည်ခံသေးတွေသုံးတာရှိမယ်ပြီးလို့ရှိရင်တခြားအချောက်လန်းပြီးတော့ခြောက်သွားပြီးတော့သိန်းတာတွေရှိမယ်အမျိုးစုံရှိနေတော့ကျွန်တော်တို့ကတန်တာကြီးဆိုရင်ဘယ်လိုသိမ့်မလဲဝေးကြီးဆိုရင်ဘယ်လိုသိမ့်မလဲတရက်ကြီးဆိုရင်ဘယ်လိုသိမ့်မလဲတစ်ခုစီမှာမတူညီတဲ့တာရှည်ခံအောင်လို့သိန်းတဲ့နည်းလေးရှိတယ်အဲ့ဒီတိုင်းပဲအများဆုံးသိရရင်တော့ကျွန်တော်တို့9လ8လပေါ့9လ8လဆိုရင်ကျွန်တော်တို့ကဒီတစ်နှစ်စာတော့တော်တော်ကိုအဆင်ပြေသွားပြီအခုဆိုရင်ဝန်ထမ်းပြဿနာရှိတယ်ပေါ့ဝန်ထမ်းတွေရှားပါတယ်နိုင်ငံခြားထွက်တဲ့လူတွေနဲ့ဗမာပြည်မှာလည်းအဲ့လိုအပြိုင်ဆိုင်ဈေးပြီးခေါ်တာရှိနေတော့ကြာဝန်ထမ်းကဲရှိတယ်ဒါပေမဲ့အရင်တစ်ချိန်တော့အဲ့ဒါတွေမရှိခဲ့ဘူးတော့အဲ့ဝန်ထမ်းတွေဆိုရင်ကိုယ့်အိမ်မှာတချို့ဆိုရင်ကလေးတွေဆိုရင်16နှစ်လောက်ကြီးပြီးအိမ်မှာနေကြတာအဲ့လိုကြီးလာတဲ့ကလေးတွေအကုန်လုံးပဲမိသားစုလိုပဲထားပြီးတော့သူတို့ကိုဆွဲခေါ်တယ်ဝန်ထမ်းပိုင်းမှာတော့တိတ်ကဲမရှိဘူးပေါ့ကျွန်တော်တို့လုံးမယ်ဆိုရင်ကိုရှိတဲ့ငွေလေးနဲ့စားရမယ်ဆိုရင်တစ်ချက်ရှိတယ်အဲ့တစ်ချက်ကိုတလားပြည့်သွားလို့ရှိရင်30ပြည့်ရှင်တယ်ဆိုရင်အဲ့တစ်ချက်ကိုနေ့တိုင်းငွေပေါ်အောင်လုပ်ရမယ်တစ်ချက်ကိုဒီနေ့လုပ်လိုက်မယ်နောက်တစ်ရက်မှာအဲ့တစ်ချက်ပြန်ကင်မိမယ်အဲ့တစ်ချက်ကနေနောက်တစ်ရက်မှာပြန်ကင်မယ်အဲ့မှာတလားပြည့်သွားတယ်မှာ30မဟုတ်တော့ဘူးသူကတစ်ချက်ကနေမှအမြတ်ပါလာတယ်အမြတ်ကိုအကုန်မသုံးမဲနဲ့ထည့်ခဲ့မယ်နောက်တစ်ရက်မှာတစ်ချက်ခွဲဖြစ်မယ်နောက်တစ်ရက်ဆိုရင်နှစ်ချက်ဖြစ်မယ်အဲ့လိုနဲ့တဖြည်းတက်လာမယ်ကျွန်တော်တို့ကဝင်းမရှိဘူးဆိုရင်လောရမယ်ပစ္စည်းမလောင်ဘူးရေးကြည့်တယ်ပစ္စည်းကိုလောင်လိုက်တာနဲ့အဲ့ပစ္စည်းကိုတလားလောင်လို့ရှိရင်အဲ့တစ်ချက်ကတလားလာငွေတည်သွားပြီ2လဆိုရင်2လနေမှအဲ့တစ်ချက်ပဲမတိုးလာတော့အဲ့ကျွန်တော်တို့ daily နေ့တိုင်းအဲ့တစ်ချက်ကိုနေ့တိုင်းသာဝေပြန်ပေါ်အောင်လုပ်နိုင်ခဲ့မယ်ဥပမာပြဆိုကျွန်တော်တို့ကတရက်သီးကိုဒီနေ့100ဝယ်လိုက်မယ်100ဝယ်ပြီးတော့အလုပ်လုပ်မယ်အဲ့100ကညနေစိန်ငွေပြန်ရပြီနောက်တစ်ရက်ဆို100နဲ့ပြန်လို့နေ့တိုင်း100နဲ့ပြန်ကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့လကုန်သားတွေမှာအခါ30ကျော်ပြီးပါပြီအခါ30ကျော်ပြီးတော့100အခါ30ဆိုလို့ရှိရင်ကျွန်တော်တို့က3000ပြည့်သွားပြီဒါပေမဲ့အဲ့တစ်လားလုံးမှာဒီ100ကိုစင်ဟိုထဲမှာထည့်ပြီးတစ်လားပြည့်မှာတစ်ခါပဲပုံမယ်ဆိုတော့100ပဲဖြစ်နေမယ်3000မဖြစ်နိုင်တော့အဲ့တော့ပတ်စံများမရှိတဲ့လူတွေအတွက်ကအဲ့လိုပဲအလီလီကြော့ပြီးတော့သွားတာတော့အကောင်းဆုံးပဲလို့ကျွန်တော်ပြောချင်တာပါမာပြီးမှာတော့ဟိုကရခုံပို့ရတယ်ကလေးမျိုးပို့ရတယ်ဟာခါပို့ရတယ်မကွေးပို့ရတယ်အောင်လဲဒီဘက်ကိုပို့ရတယ်အနည်းဆုံးက12မျိုးကတော့ပို့ရတယ်ဟုတ်ကဲ့ကျွန်တော်တို့ကျတော့နည်းနည်းအဆင်ပြေတယ်ကျွန်တော်တို့ကအတီးကိုအစိမ်းသုံးမြစ်တာများတယ်အစိမ်းသုံးနဲ့ကျတော့အမဲမခံအောင်အမဲမခံတော့သူကများသောအားဖြင့်သုံးမယ်ဆိုလို့ရှိရင်ဒီအတီးခွေးသီးဆိုလို့ရှိရင်ဥမာခွေးသီးဆိုလို့ရှိရင်ကျွန်တော်တို့ကပေါင်းလဲတင်စရာမလိုမျိုးသားလဲကျွေးစရာမလိုတဲ့အတွက်မျိုးသားမှာပါလာမဲ့ side effect တွေလည်းမဖြစ်နိုင်တော့သူကတဘာဝအတိုင်းပဲသူကကြီးလာမယ်ပေါ့တံမြာကြီးဆိုရင်တော့ပေါင်းတွေပါတင်ပြရတယ်ဒါပေမဲ့မျိုးသားကျွေးဆိုရင်
တမယာတီးရလာမယ်အမြတ်နဲ့မျိုးသားကြွေးရတယ်မကိုက်တဲ့အတွက်မျိုးသားမကြွေးဘူးဆိုတော့ပေါင်းတင်တာရေလောင်းတာမှန်မှန်လေးလုပ်ပေးတယ်အဲ့ပေါ်မှာတမယာတီးကလည်းအဆင်ပြေပြန်အောင်အဲ့မှာဒီတရတီးဆိုရင်လည်းသူမျိုးသားတွေကြွေးကြရမလို့ရေမမှန်ကြွေးမယ်ရေမှန်ကြွေးတဲ့အသီးတွေကိုအဲ့ဟိုကျွန်တော်အစိမ်းဆိုလို့ရှိရင်တော့အမဲဆိုရင်လားကျွန်တော်တို့အိတ်ဆွတ်တာတွေပဲလိုအောင်ပါအစိမ်းဆိုတော့အိတ်ဆွတ်စရာလည်းမလိုဘူးမမဲခင်မှာတုံးတော့ကြပိုးလည်းမထိုးနိုင်တော့ကျွန်တော်ရှိမှဝင်မြအသီးတွေအားလုံးကအဲ့ဒီဟာလေးတော့နည်းနည်းစိတ်ချမ်းသာဖို့ကောင်းတယ်ကို။ဘာပြောမလဲကျွန်တော်ကျတော့လေအဲ့လိုလှုပ်ဆက်လုပ်တဲ့လူတွေတွေ့ရင်အရန်သဘောကျတယ်။ပြီးရင်အဲ့လူတွေကိုအောင်မြင်တာပဲကြားခြင်းနဲ့အောင်လဲအောင်မြင်ကြပါတယ်။နောက်ပိုင်းလူတွေတော်ကြတယ်။အဲ့မှာအလုပ်လို့ရှိရင်အရေးကြီးဆုံးတစ်ခုကတော့မလောဘူးပါပဲ။မလောဘူးကလည်းကိုယ့်ချိန်မှာတစ်ချက်ရှိရင်အဲ့ဒီချက်ကိုပဲဘလို့ပွားအောင်လုပ်ရမယ်ဆိုတော့ကြိုးစားနေခြင်းလေ။ဒီနေ့ဒီချိန်မှာဆိုရင်တချို့ကတစ်ချက်ရှိတယ်။လုပ်ကိုကြီးလုပ်ချင်တယ်သူများချက်တသိန်းသွားချီတယ်။အတိုးတွေကနည်းနည်းလေးပါကွာငါတို့ကအဆင်ပြေပါတယ်သူတို့စဉ်းစားကြတယ်။ဒါပေမဲ့အတိုးကအိတ်နေတာမှမဟုတ်လားတစ်လတိုးမယ်2လ3လ4လအယောင်းပဲဆိုတော့လည်းပုံမှန်မရှိနိုင်ဘူးဒီနေ့ရောင်းနေရမယ်မနေ့ပြန်ရက်ရှင်လေးရက်သွားမယ်အဲ့မှာကိုမျော်မှန်းလို့မရတဲ့အချိန်မှာကိုအနီးနားတွိုင်းမှာရှိနေတာတွေကိုပဲကိုချီတဲ့ပတ်စံလေးနဲ့ပဲစူးစမ်းပြီးလုပ်ကြပါတော့အတိုးတွေနဲ့မယူဖို့ပြီးသူများငွေတွေကိုယူပြီးတော့မလုပ်မိဘူးမှားလို့မရဘူးစားလို့မကုန်မှားလို့ကုန်နဲ့စားတာအကုန်တော့မှမဟုတ်မှားရင်ဒီခါလေးနဲ့အကုန်ကုန်ပါဆိုတော့အစိတ်မလောဘူးကလည်းသူများငွေတွေနဲ့အလုံးမလုပ်ကြဘူးပဲမှားနေတာ